သမီးရဲ့အဖေကိုကော်ဖီလေးတစ်ခွက်လောက်သွားဖြော်ပေးပါလား ဟာအဖေရတယ်တမျိုးပဲခိုင်းနေ ဟဲ့နင်းအောင်ပဲခိုင်းမှာပေါ့အိမ်မှာမွေးစားသမီးဆိုလို့နေပဲရှိရလေအဖေကအမှန်တိုင်းတော့ပြောပြလိုက်စမ်းပါဒီကောင်မလေးကို ဟုတ်တယ်သမီးကအမှန်တမ်းပြောရရင်လေသမီးကိုဖေတို့ကဟိုးနာကားဂိတ်လေးမှာတွေ့လို့ဖေတို့ကမွေးစားလိုက်တာအခုအချိန်ကြမှာဘာလို့ပြောရလဲဆိုတော့သမီးတို့တွေကအသက်အရွယ်လည်းရောက်လာပြီအမွေကိစ္စတွေဘာတွေနဲ့ဆိုတော့အဲ့ဒါကြောင့်ပြောရတာသမီးရဲ့ အဖေရပြီ အေးသမီး အဖေရဲ့အရင်နေ့ကပြောပါလားအခုလိုအမွေကိစ္စနဲ့မှ နင်ကအယူပဲအဖေတက်လာတားပြောပါသူယုံသွားပြီငါကြော အေးပါတကယ်ရုံသွားပြီ ဟာအဖေကနောက်နေရလားသွားပါပြီတောင်းနေ